ရှင်ကဲအိန္ဒိယ places ကိုခြေသားလေးစစ်နေတော့တော်ကောင်းတယ်ညက်နေရောချောနေရောနော်ဒါလေးအနားသက်လေးလည်းတေချာလေးလုပ်ပေးထားတယ်ဒါလေးတွေကခက်ကြီးလေးနဲ့တောက်ပလိုက်ရပါပြီရှင်နော်ဒါလေးပါအိန္ဒိယလုံးဝအစစ်ကိုမှအိန္ဒိယ play ပါဒါကလုံးဝကွင်း 2.10 အရန်မှာဒါလေးနော်ဒါမျိုးလေးဖြစ်တယ်ဒါလေးက 2.10 မီတာနဲ့ထွက်ရှိထားတော့အိန္ဒိယ play စစ်စစ်ကိုမှ100ရာခိုင်နှုန်းခြေသားအစစ် special quality ဖြစ်ပါတယ်ရှင်တော့အစစ်ဒီဇိုင်းလေးတွေဒါလေးဒီစည်းနဲ့ဒီစည်းအစစ်မတူနော်တကွင်းနဲ့တကွင်းအစစ်မတူထားလိုက်ဒါဆိုရင်လည်းစိတ်တယ်နော်ဒါနဲ့ဝင်းစိတ်ဝင်းကျဲဝင်းနံလာအတူတူပဲ quality အတူတူပဲအသားအနာအတူတူပဲဖြစ်ပါတယ်ဒါဆိုမျိုးစင်လေးနော်ကြိုက်ခဲ့ရင်ဟာလို့ပေးပါ Gold Star Play ကိုမှအိန္ဒိယစစ်စစ် quality အပြည့်မိုင်စားနဲ့ထွက်ထားတော့ 2.10 မီတာထိပါတော့ပေါင်200လောက်ထိဝတ်လို့တော်တော့အိန္ဒိယ Play စစ်စစ်ဖြစ်ပါတယ်ရှင်။သူကတော့ဒီတော့မှဒါမျိုးကွင်း20ပါပါမယ်။ဒါမဲ့ဒီလို9ကွင်းစီတွဲကနေစတင်အားပေးလို့ရပါတယ်ရှင်။ပစ္စည်းကောင်းကြရင်တော့ဟောဒီကဂိုးကိုယူထားပေးပါရှင်။ဂိုးဆိုတဲ့အတိုင်းဂိုးဖြစ်ပါတယ်ရှင်။9ကွင်းတော့ယူပါကွင်းနံကြီးတဲ့အိန္ဒိယစစ်တဲ့ Gold Star ဖြစ်တယ်။ခြေသားလေးစစ်တယ်တော့9ကွင်းမှာစတင်ထားအားပေးပါရှင်။ Gold Star Play India system.